Khade, Kora, come here. Lovely. Ouchie, Khade. Sign to, piang to, pinya, amu come here. So Khade. Yeah. So that now ne akapyo ne so that now muro. Twenty babi come here. Kachare wo come here. Anita, Khade come here. Khore bo khamya kaulati nene tare apaka gaung phit de bo khamya nele ne mo swan le dala bo khamya Patama achi pisong jem pare kamya round 2 Si tu pione tange jemya ne bi yo apya raung su rong we 2000 chat ချီးမြှင့်ပါတယ်ခင်ဗျာဝိုင်းတောင်းကရှင်းမယ်ခင်ဗျာအခုလူများစစ်မှာအခုလူတွေစစ်မယ်ဝိုင်းလယ်မှာနေရာယူမယ်အစင်းနဲ့ဖြင့်ဒုတိယအချီလွတ်မှာဖြစ်ပါတယ်ခင်ဗျာနောင်နဲ့အာကာဖြောနဲ့ဒေါ်တနောင်တို့တွေ့နေပါပြီခင်ဗျာခတ်တယ်ထိုးတယ်ပေါ့ခင်ဗျာအခက်အနီးအထောပညာအမျိုးမျိုးပေါ့ခင်ဗျာဘုံဆောင်ပေထိုးကိုင်ပေါက်တယ်ခင်ဗျာဘာလက်ခုပ်တန်လေးတွေနဲ့ချီးမြှင့်ပေးသမောင်းခင်ဗျာတကယ်ကြိတ်နေတဲ့မောင်းတွေပါခင်ဗျာတတိပြတိယောက်ျားတိုင်းမရှိရဲသူအောင်ပွဲစိုက်ရင်လွှဲနေတဲ့ဓမ္မရိုးတာလက်ဝိတ်တွဲရင်းနဲ့ဖြစ်ပါတယ်ခင်ဗျာ1 2တွေပေါ့ခင်ဗျာအရင်မူးရတယ်ဆိုတော့1 2တစ်ဖက်ကခတ်တယ်တစ်ဖက်ကထိုးတယ်ပေါ့ခင်ဗျာဘူးတရောလက်ပြီးအဖြောင်းအပီးမောင်းထိုးမယ်ဆိုတဲ့မောင်းနေပါခင်ဗျာတော့ခတ်တယ်ခတ်တယ်အတွင်းကနီးရဲ့နောင်ခတ်တာခင်ဗျာဇောတော့တောင်းနဲ့အာကာဖြောခတ်တယ်ခင်ဗျာဟုတ်ချေကဇောတော့ခတ်တယ်တစ်ချက်စီဖတ်နေတယ်ခင်ဗျာအတွင်းကအပြင်ဖတ်နေပါခင်ဗျာဆိုင်ထိုးပြိုင်ထိုး
ပေါ့ခင်ဗျာဟိုးလေရိုက်တယ်ခင်ဗျာเป็นนร้องย้ายတယ်ခင်ဗျာ1 2ခိုးရင်ကန်ရင်ခက်ရင်နဲ့ဒုတိယအချီပြီးဆုံးခြင်းဖြစ်ပါလေခင်ဗျာ Round 3 DJ စီတူပြောတဲ့တငယ်ချင်းများနေပြီးတော့အပြာတော့ကိုစုတော်ငွေ2000ကျပ်ချီးမြှင့်ပါတယ်ခင်ဗျာရောသားဆရာကြီးကျွန်တော်မပသိမ်သူလေးနဲ့ပို့သွားမှာဟုတ်ခင်ဗျာကျွန်တော်မပသိမ်သူချောဖို့ဘုံလာဖို့တကူညာနဲ့မီလက်ခွေရတကယ်လေးကြီးရဲ့တို့ခင်မရကောင်းလာတယ်ကျွန်တော်မပသိမ်သူအတေကန်းရဲ့မူနေရဆောင်ရကမူဒီစင်တန်ယူလာဆောက်သူမပသိမ်သူအတေကန်းရဲ့လူနေရဆောင်ရကမူဒီစင်တန်ယူလာဆောက်သူမပသိမ်သူကျွန်တော်နဲ့တွေ့တယ်ရဲ့ပေါင်းလေးလို့ခင်မင်းတို့ချင်းဆိုပြပါပြောလို့စင်လာဖို့ဝိုင်းတောင်းကရှင်းမယ်ခင်ဗျာအခုလူများစင်မှာဝိုင်းလေမှာနေရာယူမယ်အစင်နဲ့ဖြစ်ရင်3ချီမြောက်တတိယအချီလွတ်မှာဖြစ်ပါတယ်ခင်ဗျာခင်ဗျာအပြာရဲ့အောက်ခြေဖက်ပြီးပေါ့ခင်ဗျာနေထားတယ်ပေါ့ခင်ဗျာဒီတော့နေထားတယ်အပြာတော့ခေါ်တယ်ခင်ဗျာ1 2ခင်ဗျာနောင်နဲ့အာသာဖြောလုတ်ပြီးဇော်တက်နောင်နဲ့အာသာဖြောနဲ့ဇော်တက်နောင်လို့တွေ့နေပါပြီခင်ဗျာတတိယအချီရောက်နေပြီဘာလုပ်မလဲဟိုရေခီအောင်ထုတ်မိအောင်ခေါ်လို့လည်းတော့ခ
ချုပ်တယ်ဟိုထားဟိုထားကန်ရင်ခတ်ရင်းနဲ့ပဲသုံးချီမြောက်ပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာစီတူပြောတဲ့တငယ်ချင်းများနေပြီးတော့အပြာတော့ကိုစုတော်ငွေ2000ကျပ်ချီးမြှင့်ပါတယ်ခင်ဗျာဝိုင်းတောင်းကရှင်းမယ်ခင်ဗျာအခုလူများဆင်ပါဝိုင်းလယ်မှာနေရာယူမယ်ခင်ဗျာအစင်းသဖြင့်လေးချီမြောက်လွတ်မှာဖြစ်ပါတယ်ဇော်တပ်နောင်တို့တော့တွေ့နေပါပြီခင်ဗျာခတ်မယ်ထိုးမယ်ထိုးမယ်ခတ်မယ်ပေါ့ခင်ဗျာဟိုပဲထိုးထားမှာအကျိုးများမှာတော့ဟုတ်ချေခတ်တယ်အတွင်းကအပြင်ကပ်ဖို့ခင်ဗျာဇော်တပ်နောင်ရဲ့ဟုတ်ချေအပြင်ခတ်တယ်ပြောပြန်ခေါ်တယ်ခင်ဗျာright body အော်ချေခတ်တယ်ပေါ့ခင်ဗျာဆိုင်ခတ်ပြိုင်ခတ်တယ်ပေါ့လုံးလေဒီလေဒီရွှေတမင်းနေဝေတော့တိမန်တော့ချိုးရန်ကင်ပြီးတော့ခေါင်းတိုက်လို့မရဘူးတဲ့နော်ထိုးမယ်အတိုင်းကြီးတွေပါစီးနဲ့ကန်းနဲ့နီးနဲ့လမ်းနဲ့ထိုးထားမယ်နော်အချီးတန်းတွေပါအချီးတန်းတွေပါနေလဲနေဖို့ဆွမ်းလေတလားဟာလဲငါဖို့ဆွမ်းလေတလားပါခင်ဗျာထိုးထားဒီမှာအထိုးဒီမှာအတိုင်းတော်ကိုရိုက်တယ်ဆိုတဲ့မောင်လေးပေါ့ခင်ဗျာထိုးလို့ရိုက်တယ်ဇော်တပ်နောင်နဲ့အာကာဖြိုးလက်ချင်းဆက်တစ်ချက်ချင်းနဲ့ပါပြီခင်ဗျာခတ်တယ်ထိုးတယ်ခတ်တယ်ခတ်တယ်ထိုးတယ်ပေါ့ခင်ဗျာဆိုင်ထိုးပြိုင်ထိုးပညာမျိုးမျိုးပေါ့ခင်ဗျာကောင်းကြီးဆိုင်နေပါပြီခင်ဗျာရင်ချင်းအဲ့ကိုင်ပေါက်တယ်ရမယ်ထားမယ်လွတ်ပြီထိုးမယ်ခတ်ရင်းနဲ့ပဲလေးချီမြောက်ပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာ round pipe စီတူပြောတဲ့တငယ်ချင်းများနေပြီးတော့အပြာတော့ကိုစုတော်ငွေ2000ကျပ်ချီးမြှင့်ပါတယ်ခင်ဗျာ
တ်နောင်နဲ့အာကာဖြိုးနဲ့ဇော်တက်နောင်တို့တော့နောက်ဆုံးအချိန်အားကြီးမြောက်တွေ့နေပါပြီခင်ဗျာဘိုးရခင်ဗျာသူတစ်ချက်ကိုတစ်ချက်ပေါ့ခင်ဗျာလက်သီးဆယ်ချက်သူတစ်ချက်ပေါ့ခင်ဗျာဘိုးရဝိုင်းလက်သီးတော်နေရိုက်တယ်ခင်ဗျာကောင်းပြစ်တယ်အိုင်ပြီးတော့ဂျိုးရပြစ်ကောင်းချလို့မရအောင်နော်ဝမ်းတိန်တစ်ချိန်ပေါ့ခင်ဗျာလူခုံပြစ်တယ်တပတ်ကဆိုင်ထိုးတယ်ပိုက်ထားတယ်ခင်ဗျာချွေးမြေကြသွေးမြေတွေခါကုန်ပါပြီခင်ဗျာလာတကယ်ကြီးဟိုးတယ်1, 2, 3, 4, 5, 6, 7, 8, 9, 10. โอเคခင်ဗျာကျွန်တော်တို့ဇော်တက်နောင်တော်ဝင်အေယာနဲ့အာကာဖြိုးတိုက်ကကျင်တို့ဟာ3မိနစ်ထိုး2မိနစ်နာ5ကြီးရှင်ပြိုင်တဲ့နေရာမှာနောက်ဆုံး5ကြီးမြောက်2မိနစ်နဲ့14စက္ကန့်မှာဇော်တက်နောင်မှာအလဲတော့နဲ့အနိုင်ရရှိသွားပါတယ်ခင်ဗျာโอเคခင်ဗျာဖြတ်ပုံခရိုင်စီမံခန့်ခွဲရေးနဲ့ဦးဇော်လွင်ဦးရဲ့ကိုစားချင်းမြင်တာဖြစ်ပါတယ်ခင်ဗျာလက်ခုပ်ဩဘာသံလေးတွေနဲ့ချင်းမြင်မြောက်စားပေးပါအောင်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ခင်ဗျာအနိုင်ရရှိသွားတဲ့ဇော်တက်နောင်တော်ဝင်အေယာအတွက်ရွာသားဆရာကြီးလေးလုံးနဲ့ချက်ပေါင်းနဲ့တိတ်တိသွားလေးမြောက်ပေးသမှာဦးခင်ဗျာ